နီဘဂျာရဲ့အမွေနေ့တနေ့ဟန်နီဘဂျာဘာဇက်စင်နကြီးအောင်ကျွတ်နေရောက်ကြီးကစာဘာနာမြက်ခင်းပြကြီးကိုပူလောင်၆သွေးစေပြီးလေတို့ထဲမှာဖုံမုတ်တွေဝေဝဲနေတဲ့အချိန်ပေါ့အဲ့ဒီမှာတောင်ပေါ်မှာကြီးမားတဲ့စင်ရိုင်းကြီးတစ်ကောင်ဟာသူ့ရဲ့အင်အားကိုဘယ်သူမှမရှင်နိုင်ဘူးဆိုတဲ့အထာနဲ့တလန်းချင်းလျှောက်လာပါတယ်ဒါပေမဲ့ဒီငြိမ်သက်မှုကိုဖြိုခွင်းဖို့တင်းငယ်တဲ့အရေးတစ်ခုကမြတ်တော်တွေကနေလျှက်စီးလို့ပြေးထွက်လာတာပါအဲ့ဒါကတော့ကျွန်တော်ရဲ့ဇက်လိုက်ကျော်ဟန်နီဘဂျာပါပဲသူဟာစင်ကြီးရဲ့ခြေသလုံးကိုဝဘွန်တစ်ကောင်လိုအားပါပါနဲ့ဆွဲခဲလိုက်တဲ့အခါမှာတော့စင်ကြီးကအံ့အားသင့်သွားပြီးသူ့ကိုအားကုန်လွှဲကန်လိုက်ပါတယ်။ကန်ချက်ကဘလောက်ပြင်းသလဲဆိုရင်ဟန်နီဘဂျာဟာလေထဲကိုလွင့်စင်သွားပြီးဖုန်တော်လေးကိုအရှိန်နဲ့ကျသွားခဲ့တာပါ။ရိုးရိုးသသဝါဆိုရင်အယိုးစစ်တွေကျင်းမသွားနိုင်ပေမဲ့ဒီကောင်ကတော့မတူဘူးဗျ။သူဟာဖုန်တွေကိုခါချလေကုတ်ကိုတစ်ချက်ဆောင်းလိုက်ပြီးမျက်လုံးထဲမှာမီးတောက်တွေနဲ့စင်ကြီးစီကိုပြန်ပြေးဝင်သွားပြန်တယ်။မင်းကကိုတတ်လို့ရရင်တတ်လိုက်မတတ်နိုင်ရင်တော့မင်းကကိုတတ်တလုံးကြောက်နေရမယ်ဆိုတဲ့စိန်ခေါ်မှုနဲ့အတူစင်ကြီးရဲ့ခြေထောက်တွေကိုအတဲလိုက်ကိုက်နေတာပါနောက်ဆုံးမှာတော့တောစင်ရန်ကြီးဟာစိတ်ပြက်လက်ပြက်နဲ့လမ်းဖယ်ပေးလိုက်ရပါတယ်နည်းနည်းအကန်ခါလိုက်ရပေမဲ့ဟန်နီဘဂျာလေးကတော့စင်ကြီးကိုရင်ဆိုင်နိုင်နေဆိုတဲ့အတွေ့နဲ့ဝင်ကြွားပြီးကြံနေခဲ့တာပါမာနာရဲ့တံပိုးဒါပေမဲ့ဒီကဘာမှာအားလုံးကိုအနိုင်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးဟန်နီဘဂျာရဲ့မာနာဟာသူ့ကိုအနည်းကြီးတဲ့လမ်းပေါ်ကိုထပ်ပြီးတွန်းပို့လိုက်ပြန်ပါတယ်တစ်ကိုင်းတစ်ခုမှာတွဲလောင်းကြနေတဲ့နကြီးအောင်ကြီးဟာသူ့အတွက်တော့နောက်ထပ်စိန်ခေါ်မှုတစ်ခုပေါ့သူဟာဘာကူမှမစင်စားပဲအဲ့ဒီအောင်ကြီးကိုအစိမ့်လိုက်ဝါစားဖို့စူးစမ်းလိုက်တဲ့အခါမှာတော့စာဘာနာရဲ့အစိတ်ပြင်းတဲ့စစ်တပ်ကြီးနိုးထားလာပါတော့တယ်တကောင်ချင်းစီကတင်းငယ်ပေမဲ့ထောင်ထဲချီတဲ့နကြီးတွေဟာတိမ်တကြီးတစ်ခုလိုသူ့ကိုလိုက်တုံနေခဲ့တာပါသူ့ရဲ့ထူထဲကလည်းအရေးပြားကစင်ကန်တာကိုခံနိုင်ပေမဲ့နုနေတဲ့နှာခေါင်းတွေကအချစ်မြေလောက်တင်းငယ်တဲ့အစိတ်ဆူးတွေကိုတော့မတားဆီးနိုင်ခဲ့ဘူးနကြီးတွေဟာသူ့ရဲ့မျက်လုံးအိမ်တွေနဲ့နှာခေါင်းဝါတွေကိုအဓိကထားပြီးထုံနေကြပါတယ်နာကျင်မှုကအယိုးရက်ထိစိတ်ဝင်သွားပြီးဟန်နီဘဂျာတယောက်ပထမဆုံးအကြိမ်ဖြစ်အသက်လူပြီးဆုတ်ခွာခဲ့ရတာပါသူမျက်နှာတစ်ခုလုံးဖူးရောက်နေပြီးအသက်ရှူတန်တွေကလည်းပြတ်တောင်းဖြစ်နေပါပြီဒါဟာသဘာဝတရားကသူ့ကိုပေးလိုက်တဲ့သတိပေးချက်တစ်ခုပါပဲအရဲကိုလုံးရင်အထိနာတက်တဲ့ဆိုတာကိုသူလက်တွေ့ခံစားလိုက်ရတဲ့အချိန်ပေါ့သားရဲတစ်ကောင်ရဲ့ပြန်လည်နိုးထားခြင်းဒဏ်ရာတွေနဲ့နာကျင်နေတဲ့ဟန်နီဘဂျာဟာလမ်းမလျှောက်နိုင်တော့ပဲလဲကြတော့မလို့ဖြစ်နေပေမဲ့သူ့ရဲ့ဗီဇာကအရှုံးမပေးနဲ့လို့အော်ဟစ်နေပါတယ်အဲ့ဒီအချိန်မှာပဲကန်ဂျမာကသူ့ရှေ့ကိုသားကောင်တစ်ကောင်ချပေးလိုက်တာပါမြတ်တော်ထဲမှာလှုပ်ရှားသွားတဲ့လဲကွင်းကြွက်ကလေးတစ်ကောင်ဒဏ်ရာရနေတဲ့ချင်းသေးကပိုပြီးကြောက်စရာကောင်းတယ်လို့ပဲနာကျင်နေတဲ့ဟန်နီဘဂျာကလည်းပိုပြီးရက်ဆက်လာပါတယ်သူဟာအာယုန်တွေကိုစူးစီးပြီးကြွက်ကလေးတော့ကိုတရက်တစ်ပြက်လိုက်လံဖမ်းဆီးပါတော့တယ်ကြွက်ကလေးကတစ်ဆွေးတုံးကြီးတစ်ခုတည်းကိုဝင်ပုန်းလိုက်ပေမဲ့ဒါဟာသူ့အတွက်တင်ကြိုင်ကုန်ဖြစ်သွားခဲ့ရတာပါဟန်နီဘဂျာကအဲ့ဒီတပ်သားတွေကိုလက်သေးနဲ့အပိုင်းဖြစ်အောင်ဆွဲဖြဲပြစ်လိုက်ပါတယ်တစ္ဆာတွေလွင့်စင်နေပြီးဖုန်တွေကြားထဲမှာသူဟာတကယ့်ကိုသွေးစာနေတဲ့မိစ္ဆာတကောင်လိုပါပဲနောက်ဆုံးမှာတော့ကြော်ကလေးကိုဖမ်းဆီးပြီးဝါမျိုးလိုက်တဲ့အခါမှာတော့သူ့ရဲ့အာရင်တွေတဖြည်းဖြည်းပြန်လဲပြေဝလာတယ်သူဟာစာဘာနာရဲ့နေပူချိန်အောက်မှာတယောက်တည်းရက်နေရင်လေးကိုတစ်ချက်ရှူလိုက်တယ်သူ့မျက်နှာကဖူးရောက်နေတော့မယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့ပြောနေပါတယ်ငါ့ကိုဘယ်ရာကမှအပီးတိုင်မနေနိုင်ဘူးတဲ့ကဲမစ်ဆွေတွေရောဘလို့ထင်လဲစင်ကြီးတောင်အရှုံးပေးသွားရတဲ့ဒီဟန်နီဘဂျာရဲ့တက်တီကိုတစ်ကနေ30အထိဆိုရင်ဘလောက်ရေတင်ပေးခြင်းကြသလဲတကယ်လို့မိတ်ဆွေသားဒီကောင်လေးနဲ့တော်ထဲမှာတက်တဲ့တို့ရင်ဘာလို့မလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနောက်ထပ်ဒီလိုမှတဲ့တော်ရန်တရိတ်ဆန်ဗီဒီယိုအညွှန်းတွေကြည့်ကျင်သေးရင်လည်းကျွန်တော်ကိုပြောထားလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်